အားလုံးကိုပေးသားပါတယ်ကျွန်တော်ကမြောက်ဦးရခိုင်ပြည်သူတွေရဲ့ကိုယ်စားလှယ်ပါကျွန်တော်ရခိုင်ပါတီကပါကျွန်တော်တို့ပါတီဟာပြည်သူ့လွှတ်တော်မှာ18နေရာမှာ12နေရာနိုင်တယ်အမျိုးသားလွှတ်တော်မှာ12မှာ10ပြည်နယ်မှာ34မှာ23ရောက်နိုင်တယ်ပွင့်ပွင့်လင်းပြောရင်အများစုနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ရခိုင်ပြည်သူတွေကိုကိုစားပြုပါတယ်အဲ့တော့ကျွန်တော်စဉ်းစားတာကတလောက်အင်မတန်အရေးကြီးပါတယ်ဆိုတော့ရခိုင်ပြည်နယ်ကိုစဉ်းစားတဲ့အခါမှာဒီ NLD ကခေါင်းဆောင်တွေကကျွန်တော်တို့ဘာဖြစ်လို့ dialogue partner လို့မသတ်မှတ်တာလဲဒါ marginalize ဆွေးနွေးတာရှိတာဆွေးနွေးပါပုဂ္ဂိုလ်ဆွဲပါတီဆွဲမပြောပါနဲ့နောက်တစ်ခုကကျွန်တော်စကားပြောတာကိုအနောက်ချက်ပြပါတယ်ဥက္ကဋ္ဌကြီးတော်ကရဖြတ်ပြောပါနောက်တစ်ခုဒါကျွန်တော်လုပ်ပိုင်ခွင့်ပါနောက်တစ်ခုကမနေ့ကပြီပါတီနဲ့ပြီးတော့ကိုဖီအာနန်ကပြောပါတယ်ဒီကော်မတီမဖွဲ့ခင်သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကရခိုင်ပါတီနဲ့ဆွေးနွေးလိုက်ပါလို့အကြံပေးပါတယ်မဆွေးနွေးဘူးအောင်ခင်ဗျအဲ့တော့ဒါဟာကျွန်တော်တို့ကို dialogue partner လို့မသတ်မှတ်ဘူးဆိုတာတော့ကျွန်တော်တို့တွေ့တာဒီဟာကိုလက်ခံနိုင်ကြမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ဒီမှာနိုင်ငံတော်အတိုင်းပိုင်းခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကိုရှာပြီးဖတ်ကြည့်ကြပါကျွန်တော်တို့ဒီမှာတာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်9ချက်ထဲမှာကော်မရှင်ဖွဲ့စည်းတယ်ဆိုတာမပါပါဘူးဥပဒေရဲ့အပေါ်ကိုရောက်နေပါတယ်ဒါကြောင့်ဒီကော်မတီဟာကျွန်တော်အမြင်ရတော့ဒါ legitimacy မဖြစ်ဘူးဆိုတဲ့တစ်ချက်နောက်တစ်ချက်ကနိုင်ငံသားတို့ရောက်ပါတယ် NLD ကဖြစ်ဖြစ်ရှင်းပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ထဲပါနိုင်ငံတကာအသိအမှတ်ပြုတဲ့ပညာရှင်တွေအများကြီးရှိပါတယ်ကျွန်တော်တို့အဲ့လိုနိုင်ငံသားတွေခေါ်ပြီးပြင်ပြီးခဲ့တယ်ဆိုတာကျွန်တော်နိုင်ငံရဲ့ဂုဏ်သိက္ခာအများကြီးထိခိုက်ပါတယ်ကိုဖီအာနန်ကနိုဘယ်ဆုရတယ်ကိုဖီအာနန်နိုဘယ်ဆုရမယ်အခုကမ္ဘာကြီးမှာဘာဖြစ်နေတယ်လဲလေ့လာကြည့်ကြပါနောက်တစ်ခုက UN ရန်ဟိနေလာတော့ရခိုင်ပြည်ကိုပြဿနာသယ်လာတဲ့အတွက်ကြောင့်ရခိုင်ပြည်သူတွေကရန်ဟိနေကိုအလိုမရှိဘူးပြောခဲ့တယ်အဲ့တော့ UN ကိုလည်းသိအကောင်းမထင်ပါနဲ့ကောင်းတာရှိတယ်လို့ UN မှာ advocacy lobby တွေဝင်ထားတဲ့အတွက် OIC နဲ့ UN နဲ့ဘယ်လို link ရှိတယ်ဆိုတာလေ့လာဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ကစိုးရိမ်လို့ပြောနေတာပါကျွန်တော်တို့ရင်ထဲမှာစိုးရိမ်စိတ်ကိုစာနာပါတယ်ပြည်တော်မှုသားဆိုတာမျိုးတော့မလုံးလောက်ပါဘူးကျွန်တော်ပြောချင်ပါတယ်နောက်တစ်ချက်ကဒါအရေးကြီးဆုံးချက် rule of law ကျွန်တော်တို့တိုင်းပြည်မှာဥပဒေဆိုတာအရှုံးရှာအာဏာရဲ့အစိတ်ပိုင်းပဲဒီဟာကိုအကုန်လုံးလိုက်နာရမယ်ကျွန်တော်ရခိုင်ပဲဖြစ်ဖြစ်တိုင်းရင်းသားပဲဖြစ်တိုင်းရင်းသားမဟုတ်တဲ့လူတွေဖြစ်ဖြစ်